န္ဒာဝနာတော်အိုကြီးရဲ့အထဲနှလုံးဟာဒီကနေ့မှာတော့ပုံမှန်ထပ်ပို့ပြီးထိုင်းမိုင်းလေးလံနေသလိုပြင်းထန်တဲ့အပူရှိန်တွေလည်းကင်းဝါနေခဲ့ပါတယ်ဒီကနေ့ပင်အိုကြီးရဲ့အုံမိုင်းနဲ့အရေးအောင်မှာပုံရှိုးနေတဲ့နန္ဒလူလီရဲ့ရင်တွဲမှာတော့ကဘာကိုပါပြာချနေလို့တဲ့အချစ်ရမမီတောက်တွေကတမိမီလောင်ကျွမ်းနေခဲ့ပြီလေသူရဲ့အသက်ရှူတန်းပြင်းပြီးကတောတွဲမှာတိုက်ခတ်လာတဲ့လေးပြေကိုတောင်ပူလောင်သွားစေခဲ့တယ်လို့သူစူးစိုက်နေနေတဲ့ကျောင်းသင်ငန်းငယ်လေးစီကိုလည်းအလိုမချမှုနဲ့တနာအာသာရမတ်စိတ်တွေရောပြောင်းနေတဲ့အကြည့်တွေကိုရက်ဆက်လွတ်တင်ထားရပါတယ်ကြာပြီပန်းလေးတယ်လားနမငယ်ရဲ့နာနာလူလင်ရဲ့နှုတ်ဖန်းလာနေထွက်ပေါ်လာတဲ့အတန်းဟာ6ကန့်နာခြင်းတွေကဝိညာဉ်တစ်ခုရဲ့ညီးသွားတဲ့နယ်ကိုတူနေခဲ့တယ်။ဥပလဝနာရဲ့ရဲတန်းလေးတွေကသူ့ရဲ့ကဘာကိုတချင်ကလင်းလက်စေခဲ့ပေမဲ့အခုအချိန်ခါမှာတော့အဲ့ဒီရဲတန်းလေးတွေကသူ့အတွက်လှန့်ပြောင်းနေတဲ့ခါတီးတဲ့အစိတ်ဆက်တွေသာဖြစ်နေခဲ့ရပြီလေ။တရားရှာတဲ့ယဟန်ပြူတဲ့ဟုတ်စားဒီတော့ချင်းချန်ထဲမှာဘာတရားတွေကိုများလာရှာနေတာလေဥပလဝနာနမငယ်ရဲ့အေးလေမင်းကတော့အရာကသိန်းကနေကိုလွတ်ယုံတိန်းဆောင်ပြေးထွက်ထဲပြီမဲ့ငါကြတော့အယူမီဝိုင်းနေရပြီပေါ့ဒီမှာမင်းစိတ်နဲ့ငါယူနေပြီလေသူ့ရဲ့ရမမီးတောက်တွေဟာရိုးတွင်းချင်းစီတွေလောင်မြိုက်နေတာမို့စုံးဆက်ချက်တွေကလည်းခိုင်မာလွန်းနေကြတယ်ဘေးဘဝင်းကျင်ကငယ်လေးတွေကဘေးအန္တရာယ်ကိုကြိုတင်သိမြင်နေတယ်လားအသက်ရှူသန်းတော့မထွက်ရလောက်အောင်ကိုတိတ်ဆိတ်ငိမ့်သက်ထောခဲ့ကြပါတော့တယ်နန္ဒကတစ်ပင်အမြင့်ဆုံးကနေဖြည်းဖြည်းချင်းမတ်တရက်လိုက်တယ်သူ့ရဲ့အရေးမဲကြီးကမြေပြင်ပေါ်မှာရှေးရှားစွာကျနေတယ်သူကအင်ကြီးပေါ်ကဖုံတွေကိုခါချက်လိုက်ပြီးတားကောင်ကိုချောင်းမြောင်းနေတဲ့ကြားတကောင်လိုခြေထန်လုံလုံနဲ့ကြောင်းတင်ခန့်ရှိရာဘက်ကိုဥတီထွက်သွားပါတော့တယ်